What's up ကိုလိုတို့ကျွန်တော်ကတော့ဆွေမျိုးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ new player တွေရဲ့ setting အကြောင်းဖတ်ထူးပဲဖြစ်ပါတယ်ဗျဆိုတော့စကားတွေရှည်ရှည်ဝေးဝေးမပြောတော့ဘူးဗီဒီယိုလေးကိုစလိုက်အောင် Okay ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်အပေါ် hard button လေးကိုအောက်ကိုဘယ်လိုချမလဲနောက်ပြီးတော့ inventory ထဲဝင်လိုက်ရင်ကျွန်တော်ဒီလိုမျိုး screen အကြီးပေါ်နေတာတိတ်ပြီးမမှန်ဘူးဗျအဲ့ဒါကိုဘယ်လိုတေးရမလဲဆိုတာကျွန်တော်ပြောပြတော့မှဖြစ်ပါတယ် Okay first step အနေနဲ့ကျွန်တော် setting ထဲကိုအရင်ဝင်ပေးလိုက်ပါဗျပြီးရင်ကျွန်တော်အောက်ကိုဆွဲချပြီးတော့ဗီဒီယိုထဲဝင်ပေးလိုက်ပါဗျပြီးရင်အောက်ကိုပြန်ဆွဲချပြီးတော့ဒီ UI profile ထဲမှာကျွန်တော် class ကိုထားပေးလိုက်ပါဗျ Yeah ဒါဆိုရင်ကျွန်တော် hub bar လေးကအောက်ကိုရောက်သွားမှာဖြစ်ပါတယ်ဗျကျွန်တော်တို့ inventory ထဲဝင်ကြည့်မယ်ဆိုရင်ဒီလိုမျိုးဖြစ်သွားမှာဖြစ်ပါတယ်ဒီလိုမျိုးတေးသွားတော့ဆော့လို့ပို့ပြီးကောင်းတော့ဗျာ Okay ဒုတိယအနေနဲ့ကတော့ကျွန်တော်ဒီလိုမျိုးလမ်းလျှောက်တဲ့ဘူထွင်တွေရောအောက်က hub bar ရောပျောက်တော့အောင်ဘယ်လိုလုပ်ရမလဲဆိုတာပြောပြတော့မှာဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်ပထမဆုံး setting ထဲကိုဝင်ပေးလိုက်ပါဗျပြီးရင်ကျွန်တော်အောက်ကိုဆွဲချပြီးတော့ဗီဒီယိုထဲကိုဝင်လိုက်ပါပြီးရင်လည်းကျွန်တော်တို့ဒီ high HUD ဆိုတာလေးကိုဖွင့်ပေးလိုက်ပါဗျပြီးရင်ကျွန်တော် setting ထဲကိုထွက်လိုက်မယ် Yeah ဒါဆိုရင်တော့ brother တို့လိုချင်နေတဲ့ high HUD ရပါပြီဗျကျွန်တော်ဒီလိုမျိုး high HUD ဖွင့်လိုက်တာကPC မှာဆော့နေလို့ခန်းစားရပါတယ်ဗျနောက်ပြီးဖိုတိုရိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့ဘေးကဘူထွန်ရှုပ်ထုတ်တွေမပါတော့ပို့ပြီးကောင်းတော့တာပေါ့ဗျာ Okay နောက်ထပ်တစ်ခုလေးကတော့ကျွန်တော်အမြင်ကျဲတော့အောင်ဘယ်လိုလုပ်ရမလဲဥပမာအနေနဲ့ဒီ diamond block နှစ်ခုကြီးထားပေးပါဗျ Okay ပြီးရင်ကျွန်တော် setting ထဲကိုဝင်လိုက်ပါဗျပြီးရင်ဗီဒီယိုထဲကိုသွားမယ်ပြီးရင်အောက်ဆွဲချလိုက်ပါ Okay ဒီ FOV ဆိုတဲ့နေရာမှာကျွန်တော်80လောက်ထားပေးလိုက်ပါဗျ Yeah ဒါဆိုရင်ကျွန်တော်ခဏတော့ diamond block နှစ်ခုစလုံးကို screen ပေါ်မှာမမြင်ရပါဘူးဗျ FOV မြင်လိုက်တော့ကျွန်တော်နှစ်ခုစလုံးကိုတပြိုင်တည်းမြင်ရပါပြီဗျကျွန်တော်ဒီလိုမျိုးကဘယ်နေရာမှာသုံးဝင်လဲဆိုရင်ကျွန်တော်တို့အကုန်လုံးကိုမြင်နေရတော့ခန်းစားရပါတယ်ဗျကျွန်တော်တို့ FOV ကိုပြန်လျှော့လိုက်မယ်ဆိုရင်ကျွန်တော်ခဏတော့အတိုင်းတိတ်မမြင်ရတော့ပါဘူးဗျနောက်တစ်ခုအနေနဲ့ကတော့ကျွန်တော် new player တွေတိုင်ပတ်နေကြတဲ့ Y86 အကြောင်းပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ touch ရဲ့အောက်ကိုဆွဲချလိုက်ရင်ဒီမှာ invert Y86 ဆိုတာလေးရှိပါတယ်ဗျအဲ့ဒါကိုဖွင့်ထားရင်ကျွန်တော်တို့ပြောင်းပြန်နေဖြစ်ကုန်ပါလိမ့်မယ်ဗျဒါကဘယ်လိုလဲဆိုရင်တော့ကျွန်တော်အပေါ်ကြည့်ရင်အောက်ကြည့်တော့မှာဖြစ်ပါတယ်ဗျအောက်ကြည့်ရင်အပေါ်ကြည့်အားရှုပ်ကုန်ပြီဗျပြောချင်တာကအပေါ်ကိုကြည့်ရင်အပေါ်ဖက်မပြဘဲနဲ့သူ့ရဲ့ဆန့်ကျင်ဘက်ကိုပြနေတာကိုပြောတာပါဗျဒါကတချို့ new player တွေတိုင်ပတ်မှာဆိုလို့ပါဗျကျွန်တော်ကိုယ်တိုင်လည်းငယ်ငယ်တုန်းကတိုင်တော်ပက်ဖူးပါတယ်ဗျ brother တို့လည်းဖြစ်ဖူးဆိုရင် comment အောက်မှာရေးတော့လို့ရပါတယ်ဗျဒါဆိုရင်ကျွန်တော်နောက်တစ်ခုသွားလိုက်အောင် Okay နောက်တစ်ခုအနေနဲ့ကျွန်တော် game ထဲဝင်ပြီးအောက်ကိုဆွဲချလိုက်ရင်ဒီမှာ show coordinate နဲ့ show day player ဆိုပြီးပေါ်ပါတယ်ဗျအဲ့ဒီနှစ်ခုကို online ရင်တော့ကျွန်တော်ဒီလိုမျိုးအပေါ်မှာ position နဲ့ကျွန်တော် day player ကိုပြမှာဖြစ်ပါတယ်ဗျအပေါ်က position ကတော့ကျွန်တော်လက်ရှိရက်နေတဲ့ block ရဲ့ position ပဲဖြစ်ပါတယ်ဗျအောက်က day player ကတော့ကျွန်တော်ဒီ wall ထဲမှာဘယ်နေရက်ဆော့ပြီးပြီဆိုတာပြတာဖြစ်ပါတယ် Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ brother တို့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကထောက်ကူဖြစ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျကိုလူက TikTok ကနေဆိုရင်တော့ follow လုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုကြောင့်မှပြန်တွေ့ကြတာပေါ့ see you guys